ငါနာမည်မာတဲ့ငါဟာတခစ်တခါကမြည်သူမျက်မရှင်နိုင်တဲ့အတော်ဆုံးတနက်သမားတစ်ယောက်ဖြစ်ခဲ့တယ်ငါပြစ်လိုက်တဲ့တနက်ကြီးတိုင်းဟာငါပြစ်ချင်တဲ့ပြစ်မစီကိုပဲအတိအကျထိမှန်ခဲ့တာတစ်သားပြားပေါ်မှာရိုက်ထားတဲ့တန်မိုးတွေကိုတစ်ခုပြီးတစ်ခုမလွဲတဲ့ပြစ်ပြပြီးငါရဲ့စွမ်းရည်ကိုတတ်သိပြခဲ့ဘူးလေနောက်တော့ပိုခက်ခဲတဲ့စင်ခုံမှုရောက်လာခဲ့တယ်ခေါင်းပေါ်မှာခွက်တစ်ခုတင်ထားပြီးမြက်တောင်တစ်ခက်မြမတုံလို့ပဲတနက်ကိုမြောက်ပြစ်လိုက်တာခွက်ဟာကျမ်းမြင်ပေါ်တန်းကျသွားခဲ့တယ်ဒီအောင်မြင်မှုကြောင့်ပဲငါဟာ Master Duelist ဆိုတဲ့ဘွဲကိုရရှိခဲ့တာပေါ့နောက်တနေ့မှာတော့ကျွယ်ဝတဲ့မျိုးစားတစ်ယောက်ကငါ့ကိုစိန်ခေါ်ခဲ့တယ်ဒိုင်လူကြီးကတနက်နှစ်လက်ထုတ်ပြတယ်ဒါပေမဲ့တလက်မှာပဲကြည်စံပါတယ်တနက်တွေကိုရောနှောပြီးကျမ်းမြင်ပေါ်တင်ပေးလိုက်တာမျိုးစားကတလက်ကိုရွေးလိုက်တယ်ငါကတော့ကြံတဲ့တလက်ကိုအေးဆေးစွာပဲကောက်ကိုက်လိုက်တယ်ငါတို့တနက်ချင်းအပြန်လန်ချိန်ထားကြချိန်မှာအချက်ပြတယ်မလာခင်ငါတနက်ကိုအောက်ချပြီးစပြစ်ပါစေဆိုပြီးအခွင့်အရေးပေးလိုက်တယ်သူပြစ်လိုက်တဲ့တနက်မှာကြည်မရှိခဲ့ဘူးငါတနက်ကိုဖြည်းဖြည်းချင်းမြှောက်ပြီးသူ့နဖူးမှာတနက်ပြောင်းတီးလိုက်တယ်မျိုးစားရဲ့မျက်လုံးထဲမှာမျက်ရည်တွေပြည့်လန့်နေခဲ့ပြီမယ်ငါကတော့တွန့်ဆုံမှုမရှိပဲတစ်ထည့်လိုက်တာပဲအဲ့ဒီနောက်ပိုင်းမှာတော့နယ်ပယ်ပေါင်းစုံကမျိုးစားတွေကငါ့ကိုဒူဝဲပြိုင်ပွဲတွေမှာငါ့ဖို့ပိုက်ဆံအများအပြားပေးကြတော့တယ်မကြခင်မှာပဲနောက်ထပ်စိန်ခေါ်သူတစ်ယောက်ရောက်လာခဲ့ပြန်တယ်ဒီတစ်ချိန်ပြိုင်ပွဲကတော့မတူဘူးငါတို့နှစ်ယောက်ကြားမှာလိုက်ကအကြီးကြီးတစ်ခုကာထားတယ်ငါနေရယူလိုက်တဲ့အချိန်မှာနေရောင်ချောင်းငါအရေးဟာလိုက်ကားပေါ်ထင်သွားခဲ့တယ်စင်ခေါ်သူကအဲ့ဒီအရေးကိုချက်ချင်းပစ်ထည့်လိုက်တော့တာပဲလူတိုင်းကငါတီးပြီလို့ထင်ခဲ့ကြပြီမဲ့လိုက်ကားရဲ့အနောက်မှာငါတက်ရှိထင်ရှားရက်နေတာကိုမြင်တော့သူတို့အားလုံးနှင်းတက်သွားကြတယ်ငါတနက်ကိုမြှောက်ပြီးပြစ်လိုက်တယ်ဒီပြိုင်ပွဲမှာလည်းငါပဲထပ်မံအနိုင်ရခဲ့ပြန်တာပေါ့ဒါပေမဲ့နောက်တနေ့မနက်မှာတော့တောင်းပြဩဘာပေးတဲ့နေအစားမျိုးစားကိုတတ်မှုနဲ့ငါ့ကိုလာဖမ်းတဲ့ရဲတွေကိုပဲတွေ့လိုက်ရတယ်ပြိုင်ပွဲတဲ့မဝင်ခင်မှာပြိုင်ပွဲဝင်တိုင်းဟာတရားဝင်သဘောတူညီချက်စာချုပ်မှာလက်မှတ်ထိုးခဲ့ကြတယ်ဆိုတာငါတို့ကိုတတိပေးလိုက်တယ်အဲ့ဒီအချိန်မှာပဲရဲအရာရှိတယောက်ရှိထွက်လာပြီးငါ့ကိုစင်ခေါ်လိုက်ပြန်တယ်ဒီတစ်ချိန်မှာတော့ငါတို့ Russian roulette ကစားခဲ့ကြတယ်တနက်တလက်စီမှာကြီးတဆန်စီပဲပါတယ်ပုံစုံမနေပဲငါခေါင်းမှာတနက်တီးပြီးမောင်းဖြုတ်လိုက်တယ်ချက်ဘာမှဖြစ်မလာဘူးရဲအရာရှိလည်းထိုနီးတူလုပ်တယ်ချက်ကြည်မထွက်ခဲ့ဘူးခုဆိုရင်ကြည်အိမ်ထဲမှာတပေါက်ပဲကျန်တော့တယ်ငါတို့တဲကတယောက်ယောက်တော့တေချာပေါက်တရားတော့မယ်ပထမဆုံးအချိန်အဖြစ်အဲ့ဒီရဲအရာရှိရဲ့ယုံကြည်မှုတွေပျောက်ဆုံးသွားခဲ့ပြီးပွဲကိုငင်းချမ်းစွာအဆုံးသတ်ဖို့တောင်းပန်ခဲ့တယ်ဒါပေမဲ့ငါငင်းဆန်ခဲ့တယ်ငါမောင်းကိုထပ်ဖြုတ်လိုက်တယ်ချက်ကြည်အိမ်ကတနက်ချီမထွက်သေးဘူးအဲ့ဒီနောက်ငါတနက်ကိုကြမ်းပြင်စီလှည့်ပြီးနောက်ဆုံးကြည်ကိုပြစ်ထုတ်လိုက်တယ်ဒေါင်းနောက်ဆုံးကြည်ဟာမြေကြီးတဲ့စိုက်ဝင်သွားခဲ့တယ်ငါလှည့်ထွက်လာခဲ့တယ်စကားတစ်ခုမှမပြောပဲပေါ့အဲ့ဒီနေ့ကစပြီးဘယ်သူမှငါ့ကိုလာစိတ်မခေါ်ရဲတော့ဘူး